curve y equal to x square minus 9x plus 18 ရေ line L ရေတော့အဲ့နှစ်ခုပြထားတယ် curve နဲ့ line နဲ့ပြထားတယ်အဲ့ line က what is the normal to this curve at the point where x equal to 5 တဲ့ line L က normal တဲ့နော်ဘယ်နေရာမှာလဲဆို x equal to 5 မှာတဲ့ x equal to 5ဆိုအချက်ထင်တယ်ဒီနေရာလေးကိုပြောနေတာထင်တယ်နော်ဒီမှာသူ normal လာကြတယ်ပေါ့အဲ့လိုဖြစ်ဖို့နော် area of the shaded region နဲ့ခြေတို့မေးထားတယ်ကဲဟုတ်ပြီအဲ့တော့ normal တွေဘာတွေခဏထားအောင်ဒါကိုမသိသေးဘူးပဲထားအောင်เนาะအဲ့တော့ခြေတို့ကဒီပုံလေးကိုပြန်ပြီးတော့ sketch လုပ်ကြည့်မယ်ဆိုရင်ဒီမှာ curve တစ်ခုရှိတယ်ကွယ်เนาะအဲ့တော့ဒီ point နဲ့ဒါကိုဖြတ်ပြီးတော့ဒီမှာ line တစ် line ရှိတယ် line တစ် line ရှိတယ်အဲ့တော့ဒီမှာဒီ region shaded region ကိုလိုချင်တာအဲ့တော့ shaded region ကိုလိုချင်တယ်ဆိုတော့ခြေတို့ကဒီ line L နဲ့ဒီ curve ကြားတဲ့ဟာပဲလေသိလားအဲ့ဒီဟာကို integration လုပ်လိုက်ရင်ရပြီဆိုတော့ဒီပဲကွာ integral f of x minus g of x သူက function နှစ်ခုဖြစ်နေတာ哦ခုနကတော့ကြတော့ function တစ်ခုတည်းဆို integral f of x dx ဒီမှာနှစ်ခုဖြစ်နေတာအပေါ်က f of x ရယ်အောက်က g of x ရယ်နှစ်ခုဖြစ်နေတာအဲ့တော့ f of x minus g of x dx နဲ့သွားရုံပဲအဲ့တော့ကျွန်တော်ဘာလို့လဲဆိုရင်ဒီက limit လို့တယ်ဒီက a to b ပေါ့ a to b လို့တယ်အဲ့တော့ a နဲ့ b နဲ့ကိုရှာရမှာပေါ့A နဲ့ B ဒီ line နဲ့ curve ရဲ့ intersection အဲ့တော့ကျွန်တော် curve equation ကသိတယ်သူကထုံးစံတိုင်းဘာရှာရမလဲဆိုတော့ line equation ကိုရှာရမယ် line equation ရရင် curve နဲ့ line equation နဲ့ပေးညီလိုက်ရင်ဒီ point နဲ့ point ထွက်လာမယ် intersection point နဲ့ point ထွက်လာမယ် intersection point နဲ့ point ထွက်လာလို့ရှိရင် integration လုပ်လိုက်ရင်ရပြီအဲ့တော့ကျွန်တော်ဆက်ပြီးစဉ်းစားမယ်ဆိုရင်ဒီ point လေးဒီကကြတော့ y intercept ဆိုတော့ x က 0 0,y ဒီ point ကကြတော့သူကဗာလဲ x intercept ဆိုတော့ y က 0ဟုတ်ပြီနော်အဲ့တော့ဒီ point normalized equation ကိုအရင်ရှာရမယ်normalized equation ကိုရှာဖို့တော့ဒီမှာ curve စီလာပြီးတော့ normal ထိနေတဲ့ x equal to 5ဆိုတဲ့ဟာကိုသိတယ်အဲ့တော့ထုံးစံတိုင်းပဲဟိုဘာပဲလုပ်လိုက်မယ်နော် differentiate လုပ်ပြီးတော့ပဲသွားမယ်ဒီ y minus dx ရှိတ်မယ် x square ကိုရှိတ်တော့ 2x minus 9x ကိုရှိတ်တော့ minus 9ပေါ့အဲ့တော့ at သူကဘယ်နေရာမှာလဲဆို x equal to 5မှာတဲ့အဲ့ x equal to 5မှာဒီ y minus dx ဒီ x နေရာမှာ5ကိုစားသွင်းတော့ 10 minus 9ဆိုတော့ 1ဟုတ်ပြီနော်ဒါဆိုလို့ရှိရင် normal equation ရပြီ normal line at x equal to 5မှာအဲ့တော့ x equal to 5မှာဆိုတော့ကျတော့ y ရှာရအောင်ပါဗောနော်အဲ့တော့ဒီနေရာမှာ x မို့5မှာ y ကိုစားသွင်းမယ် x equal to 5မှာ x equal to 5မှာ y ကိုစားသွင်းတော့5 square ဆိုတော့ 25 minus 9 5 45 plus 18ဟုတ်ပြီနော်25 minus 45က minus 20အဲ့ဆို minus 2ပေါ့ဟုတ်ပြီနော်အဲ့တော့x equal to 5အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင် x equal to 5ပိုပြီးပြည့်စုံစုံပြောမယ်ဆိုရင် at ဘယ်နေရာမှာလဲဆိုတော့5, minus 2မှာဟုတ်ပြီနော်အဲ့တော့ဒါဒီ x1 y1 กว่าအဲ့ဆိုကျွန်တော် normalized equation ရေးလို့ရပြီ y minus y1 equal to သူ့ရဲ့ gradient ကခဏလေးနော်ချဲ battery down ဆက်ရအောင် y minus y1 သူရဲ့ gradient ကဒီဒါတန်းချမ်းရဲ့ gradient 1เนาะဒါဆို normal gradient က minus 1ပေါ့ပြောင်းပြန်လဲအနှုတ်တက်ဆိုတော့ minus 1ပေါ့เนาะဟုတ်ပြီ x minus x1 က 5ဟုတ်ပြီเนาะဒါဆို minus x plus 5ဒါဆိုရင် y plus 2ပေါ့เนาะဒါဆိုရင် y plus 2 plus 2ဟိုဘက်ပို့လိုက်တော့မယ်เนาะအဲ့တော့ y equal to minus x plus 2 ဒီမှာ plus 2ဟိုဘက်ရောက်တော့ minus 2ဆိုတော့ plus 3ပေါ့ဒါဒီသူ့ရဲ့ normal line ဒါဆိုကျွန်တော်တို့အဓိကလိုတာဘာလို့လဲဒီ intersection point နဲ့ point လိုတယ်ဆိုတဲ့အတွက်ကြောင့် normal line နဲ့ curve နဲ့ကိုပေးညီမယ်เนาะအဲ့တော့ for intersection point
intersection point တွေအတွက်ဆိုလို့ရှိရင် intersection point အတွက် normal line နဲ့ curve နဲ့ကိုပေးညီမယ်curve ကကြတော့ y equal to x square minus 9x plus 18 and normal line ကကြတော့ y equal to minus x plus 3ဟုတ်တော့1 1ညပေးညီမယ်ကွယ် x square minus 9x plus 18 equal to minus x plus 3အဲ့တော့ x ကဒီဘက်လာမယ် x square minus 9x plus x ဆိုတော့ minus 8x 18 minus 3ဆိုတော့ plus 15 equal to 0ငါသုံးနေ15ပေါ့နော်အဲ့ဒါနဲ့သွားလိုက်မယ် x minus 5 တခု x minus 3 တခု equal to 0 therefore ဒါကြောင့် x equal to 3နဲ့နောက်တစ်ခုကကျတော့ x equal to 5နဲ့ဟုတ်ပြီနော်အဲ့ဆိုတေးကြလေဒီနေရာလေးက5ကိုကျွန်တော်သိထားပြီးသားအဲ့တော့ဒါဒီ x equal to 3ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ရှိတ်တဲ့ area ရှာလို့ရပြီရှိတ်တဲ့ area ရှာလို့ရပြီเนาะအဲ့တော့ရှိတ်တဲ့ area ဒီဒါเนาะကျွန်တော်ရှိတ်တဲ့ area ဒီဒါဒီ area A ပေါ့เนาะ A လို့ထားလိုက်တော့မယ် area A equal to A to B ဆိုတော့ကျွန်တော်ဘယ်တူပဲလဲ3 to 5 f of x ဒီမှာเนาะအပေါ်မှာရှိတဲ့ function f of x ကျွန်တော်မြားကောင်းလေးနဲ့ယူထားလို့ပြောရနော်မြားကောင်းလေးတွေကနေမြားရဲ့အမိပိုင်းလေးကိုနှုတ်မြားကောင်းအပေါ်မှာရှိတာက normal line ကြီးနော်အပေါ်မှာရှိတာကဘာလဲဆိုတော့ minus x plus 3အောက်မှာရှိတာက x square minus နော် minus x square minus 9x plus 18ဟုတ်ပြီနော်အဲ့တော့ဒါကို integration လုပ်မယ် integrate dx နော် dx လေးပါမယ်ဟလားအဲ့ဆိုရင် a equal to အထက်ဟာကိုရှင်းပြီးမှ integration လုပ်လဲရတယ်နော်3 to 5ထဲမှာဘာရှိလဲဆိုတော့ minus x plus 3 minus x square minus minus or plus 9x minus 18 dx ဟုတ်ပြီနော် integrate a တော့3 to 5အဲ့တော့ minus x နဲ့အနောက်က plus 9x နဲ့ဆိုတော့က 8x နော် 8x minus x square 3 minus 18ဆိုတော့ minus 15 dx integration လုပ်လို့ရပြီအဲ့တော့ 8x square over 2 minus power 1တိုးမယ် power နဲ့ပြန်စားမယ်နော်အဲ့တော့ x cube by 3 minus 15x limit စားသွင်းမယ်3 to 5ကိုစားသွင်းမယ်ဒါဆိုရင်သူ့ area ရပြီနော်ဒါက4ဆိုတော့ 4x square 4x square upper limit စားသွင်းမယ်နော် upper limit က5 square minus 5 cube by 3အဲ့တော့နောက်15 5လေ85 minus 75ဒါ upper limit သွင်းပြီးသွားပြီနော် upper limit ထဲကနေ lower limit ကိုနှုတ်ပါမယ်အဲ့တော့ lower limit က4 into 3 square 4 into 3 square ဆိုတော့3 square 9 9 4 36 minus 3 cube by 3ဆိုတော့3 square ကျန်မယ်9 minus 15နဲ့3နဲ့ဆိုတော့45အဲ့ဒါကိုရှင်းလိုက်ရင်ကျတော့သူ့ရဲ့ area ကိုရပြီအဲ့တော့4 over 3 area ဆိုတော့ unit square ပေါ့နော်ပြီးပါပြီ